အားလုံးပဲမင်္ဂလာပါဒီနေ့ကကြတော့အင်္ဂလိပ်စာရဲ့ grammar ရဲ့အဓိကအခြေခံဖြစ်တဲ့ basic grammar ကိုအရင်ဆုံးလေ့လာကြမယ်ပေါ့ a part or speak သူကပါလဲဆိုရင် a part or speak a part or speak ဆိုတာကဗမာလို့ဆိုရင်ဝါစဉ်က10မျိုးဝါစဉ်က10မျိုးမှာပထမတစ်ခုက noun ဆိုတာက noun နံပါတ်2က pronoun ဆိုတာကနာမ်စာ verb ကကရိယာ adverb ကရိယာဝိသေသနadjective နာမဝိသေသန preposition ဝိဘတ် conjunction စကားဆက် interjection အမေတိတ်သူတို့နဲ့ပတ်သက်တဲ့ example လေးတွေကိုနောက်ဗီဒီယိုမှာဆက်လက်လေ့လာကြမယ်တစ်ခေါက်ပြန်ပြောကြည့်မယ် noun pronoun verb adverb adjective preposition conjunction interjection ဒီနေ့ကတော့ဒီလောက်ပါပဲ